ဒီဖြစ်ပျက်ကလွန်ခဲ့တဲ့နှစ်ခွဲလောက်ကဖြစ်ခဲ့တာပါကျွန်တော်ရန်ကုန်မှာအလုပ်တင်ဆင်းရင်လာစာတတ်တာတဲ့တိုက်ခန်းဟောင်းတစ်ခုမှာတယောက်ထဲနှားနေဖြစ်တယ်ချောင်းလန့်တာမျိုးထက်ဖြစ်ပျက်နေတဲ့အခြေအနေတွေကပိုးပြီးကြိုးချမ်းဖို့ကောင်းတာပါအဲ့ဒီအခန်းကလေကားထောင်းအစွန်စွန်မှရှိတယ်အခန်းထဲစဝင်ကလေးကစိုးထိုင်းထိုင်းအနံ့တစ်ခုကအမြဲရနေတတ်တယ်ပထမဆုံးအပတ်မှာဘာမှမထူးကြပေမဲ့ဒုတိယဘက်ကစပြီးအတန်တွေကိုစကြားရတာပဲတန်းခေါင်ကျော်ညတနာရီခွဲလောက်ဆိုရင်အင်းသားထဲမှာရေပန်းဖွင့်တန်ကြားရတယ်ကျွန်တော်ထကြည့်ရင်ရေပန်းကပိတ်ရတာပဲဒါပေမဲ့ချမ်းပင်ကရီးဆိုနေတယ်ညဘက်အိပ်ပျော်ကနီးတိုင်းကျွန်တော်ကူတင်အောက်ကနေတစုံတစ်ခုကချစ်နေတဲ့အတန်ချစ်နဲ့ခတိုးတိုးထွာလာတတ်တယ်တညမှာတော့ကျွန်တော်အိပ်ပျော်နေရင်ခြေထောက်ကအရန်အေးဆက်လာလို့နိုးလာတယ်အခန်းထဲကမောင်မဲနေပြီမဲ့လမ်းမကမီးတောင်ဖြွတ်ဖြော်လေးအခန်းထဲကိုဝေးနေတယ်ကျွန်တော်ခြေရင်းကိုကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ဆောင်ကတဖြည်းဖြည်းချင်းကူတင်အောက်ကိုဆွဲချခံနေရတာကိုမြင်လိုက်ရတယ်တယောက်ယောက်ကအားနဲ့ဆွဲနေတာမျိုးမဟုတ်ဘဲခက်မှန်မှန်လေးဆွဲချနေတာကျွန်တော်ကြောက်လန့်တကြားနဲ့ဆောင်းကိုပြန်ဆွဲလိုက်တဲ့အချိန်မှာကူရင်အောက်ကနေဆိုတဲ့တပ်ပြင်းချတဲ့ခပ်ပြင်းပြင်းတစ်ခုကြားလိုက်ရတယ်။အဲ့ဒါအိမ်မက်မဟုတ်ဆိုတာကျွန်တော်ကျင်းတည်တည်တယ်။နောက်ရက်မှာကျွန်တော်အခန်းထဲကပရိဘောဂါတွေကိုရှင်းထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ကူရင်ကိုရွှေ့လိုက်တဲ့အချိန်မှာကျွန်တော်မြင်လိုက်ရတာကကူရင်အောက်မှာလက်သေးနဲ့ကုတ်ချီထားတဲ့အရာတွေပြီးတော့အနေရောင်စပင်ဆူဆူကြီးတခုအိမ်ပိုင်ရှင်ကိုဖုံးဆက်မေးတော့သူကအေးအေးဆေးဆေးပဲပြန်ဖြေတယ်။အော်အဲ့ဒီအခန်းကအရင်လူကစိတ်တစဝေဒနာရှင်လိသူကကူရင်အုပ်မှာပဲအမြဲပုံနေကြတာနောက်ပိုင်းသူအဲ့ဒီမှာပဲဆုံးသွားတာကြာနေတဲ့ခုဘာဖြစ်လို့လဲကျွန်တော်လည်းအဖြစ်ပြက်အကုန်ပြောပြလိုက်တယ်။ဖြီးတာနဲ့ကျွန်တော်လည်းတခြားနေရာကိုပြောင်းဖို့လုပ်လိုက်တယ်။အဲ့ဒါနဲ့မပြီးသေးပါဘူးအဲ့ဒီနေ့ကကျွန်တော်ပစ္စည်းသိမ်းပြီးတခြားနေရာပြောင်းဖို့လုပ်နေတော့မှန်လေးကိုကြည့်လိုက်မိတယ်ကျွန်တော်ပခုံးပေါ်မှာဖြူဖြိုလက်ချောင်းလေးတွေကတီနေတာကိုခဏလေးမြင်လိုက်ရတယ်လှည့်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ပခုံးပေါ်မှာရေဆိုနေတဲ့လက်ရာတစ်ခုထင်းကျန်နေခဲ့တယ်ကျွန်တော်အထုပ်ဆွေးနေအဲ့ဒီအခန်းကနေအပြေးအလွားထွက်လာခဲ့တော့တာပဲနောက်ကနေတကားကိုခပ်ပြင်းပြင်းပိတ်လိုက်တန်ကိုကြားခဲ့ပြီမဲ့ကျွန်တော်လှည့်မကြည့်ရတော့ဘူး